အဲ့ဒီမှာနောက်ကိစ္စတစ်ခုကတော့ဒုတိယကိစ္စတစ်ခုအတူချုပ်ပြောပါမယ်အဲ့ဒါတော့မနှက်ဖြန်ဆိုရင် license မဲ့ရင်တွေကိုဖမ်းမဲဆိုပြီးတော့ဒါတိုင်းနဲ့ပြည်နယ်အသီးသီးမှာစပြီးကျင်းချက်တွေစပြီးတုံးနေပြီဆိုတော့ license မဲ့ရင်တွေဖမ်းမဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ရင်တော့အစိုးရရဲ့မူဝါဒကောင်းပါတယ် license မဲ့ရင်ဖမ်းကိုဖမ်းရမှာဒါပေမဲ့ license မဲ့ရင်တွေကိုဖမ်းပြီးတော့ဒဏ်ကြီးဆောင်ခိုင်းပြီးတော့ဒဏ်ကြီးကြီးမှာပေါ့အဲ့ဒစည်းစာပြန်ဆောင်ခိုင်းပြီးတော့တကယ်ဒဏ်ကြီးအစ်စ်စာဆောင်ခိုင်းပြီးတော့နော်တကယ်တရားဝင် license ဖြစ်အောင်အသွင်ပြောင်းပေးတာပူတံမှုရှိမသွားဘူးလားလို့ကျွန်တော်တို့တွေးချင်တယ်ဘာလို့ဖမ်းပြီးဘာလုပ်မှာလဲပစ္စည်းတွေဆိုတော့ဒီတံမှုတွေလုပ်တင်တာပေါ့နော်ဖမ်းပြီးဘာလုပ်မှာလဲအဲ့ပစ္စည်းတွေဖမ်းပြီးတော့လူကိုဖမ်းမှလာပစ္စည်းသိပြီးပစ္စည်းတွေဘာလုပ်မှာချိန်နေပြန်တော့ license ကိုဖမ်းတယ်ဆိုပြီးတော့ license မဲ့တွေကိုဖမ်းတယ်ဆိုပြီးရင်တန်ဖိုးရှိအောင်လုပ်တဲ့နည်းလမ်းတစ်ခုယူဖို့လိုပါတယ်မဟုတ်ရင်လုပ်ငန်းရှင်တွေ sorry တွေဖမ်းတဲ့အောက်ခြေရဖမ်းတဲ့ဖွဲ့တွေပြီးပတ်စံရှာတဲ့ဝင်ငွေရလိုင်းတစ်ခုပွဲတော်ကြီးဖြစ်သွားရင်တော့ဒုက္ခပဲဆိုတော့ဖမ်းတာကိုဖမ်းလို့ပြောတော့ဒါပေမဲ့ဒီဟာကိုအကျိုးရှိအောင်ဘယ်လိုမျိုးစဉ်းစားရင်ကောင်းမလဲဆိုတော့လောက်ဖို့တက်ပါတယ်ပြောရင်တော့ပတ်စံပြန်ရှာတဲ့နည်းလမ်းရွေးတင်တယ်ဒီကနေပတ်စံပြန်ရှာတတ်ဖို့စဉ်းစားတင်တယ်နိုင်ငံတော်ပတ်စံရဖို့အခွန်ကားရဖို့အဲ့ဒါမှလိုင်စင်မဲ့တွေစီးထားတဲ့လူတွေလည်းစိတ်အေးချမ်းသာနေရမှာဖြစ်ပြီးတော့ခုနပွဲတော်ကြီးလည်းမဖြစ်ပါဆိုတော့နောက်ဆိုရင်လိုင်စင်မဲ့တွေဝင်မလာအောင်ဖြစ်ပြီးတော့တို့ကခရစနာကြည့်ပြဆိုင်ကယ်လိုင်စင်ဖမ်းမယ်လေဆိုင်ကယ်အယောင်းဆိုင်တွေကိုကျတော့ဘာမှမပြောဆိုင်ကယ်လိုင်စင်ဖမ်းမယ်ဆိုင်ကယ်လိုင်စင်မဲ့ဖမ်းမယ်ဒါပေမဲ့ဆိုင်ကယ်ရောင်းနေတဲ့ဆိုင်တွေကျတော့ဘာမှမပြော Great ဆိုင်ကယ်ရောင်းနေတဲ့ဆိုင်တွေကလိုင်စင်လူတယောက်ကဆိုင်ကယ်လာဝယ်အဲ့ဆိုင်ကယ်ကိုလိုင်စင်လျှောက်ပြီးမှရောင်းတာမျိုးလုပ်အောင်ဆိုင်ကယ်တွေကလုပ်အောင်ဆိုင်ကယ်ဆိုင်ရလုပ်အောင်ဥပမာဆိုကြပါစို့ဗျာကျွန်တော်ကဆိုင်ကယ်ရောင်းတဲ့ဆိုင်ဆိုပါစို့ကျွန်တော်ရှိရဆိုင်ကယ်တွေကတော့လိုင်စင်နဲ့ဆိုင်ကယ်တွေဖြစ်နေရမယ်လိုင်စင်ရှိပြီးသားတွေဖြစ်နေရမယ်အဲ့လိုင်စင်ရှိပြီးတော့မှနမူနာပဲလိုင်စင်ရှိမှအဲ့လိုင်စင်နဲ့ဒီလိုရောင်းအောင်ရောင်းတော့မှဒီလိုကအဲ့လိုင်စင်နဲ့သူဝယ်သွားမှာအဲ့တော့မှသူကလိုင်စင်ရှိတဲ့ဆိုင်ဖြစ်မှာဟိုဆိုင်ကယ်တွေဆိုင်တွေကဘာလို့လဲဆိုတော့လိုင်စင်မရှိဘူးအဲ့လိုဆိုတော့မကောင်းဘူးဒါကြောင့်အစိုးရအနေနဲ့တေချာလေးတစ်ခုအမိန့်ထုတ်ပြန်ပြီးအောက်မှာပွဲတော်ကြီးဖြစ်မသွားဘူးငွေရှာတဲ့ပွဲတော်ကြီးဖြစ်မသွားဘူးအတွက်အနာတက်ကလေးလိုက်ပါနော်ဟိုရွှေစိတ်ကိုရွှေကုတ်တာမျိုးလေးကုတ်ပါစိတ်ကိုရွှေကုတ်တယ်လို့မျိုးအနာကုတ်ပြီးတော့လှအောင်လုပ်ပါလို့ပဲကျွန်တော်တိုက်တွန်းချင်တယ်ဒါကတော့သူတို့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြောတာ Yes